الحمد لله وحده والصلاة والسلام على من لا نبي بعده اللهم صل على سيدنا ونبينا محمد وعلى آله وصحبه وبارك وسلم عليه اللهم أرنا الحق حقا وارزقنا اتباعه وأرنا الباطل باطلا وارزقنا اجتنابه أما بعد سلام الله عليكم ورحمة الله جنروا على بالحجة على يميم يمو ပထမ14ရက်မြင့်မြတ်မှုကိုကျွန်တော်တို့ပြောနေတာဘယ်လောက်မြင့်မြတ်တယ်လဲဆိုတာကိုကျွန်တော်တို့ဆွေးနွေးနေတာဖြစ်ပါတယ်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတာကိုကျွန်တော်တို့ဆက်ပြောကြရအောင်ဟာလားမလုပ်မနေရကျွန်တော်တို့ရဲ့အီမာမ်ကြီးဖြစ်တော်မူတဲ့အဘူဟာနီဖာအီမာမ်အာဒမ်ကရဲ့ပြောချချက်အရာကျွန်တော်တို့တတ်နိုင်တဲ့လူတိုင်းဟာလားဘယ်သူမဆိုဟာလားတတ်နိုင်တယ်ဆိုလို့ရှိရင်မလုံမနေရဝါဂျစ်လို့ပြောထားတယ်တခင်ကြီးကဘာဖြစ်လို့ပြောလဲဆိုတော့တခင်ကြီးကကုရ်အာန်အလ်ကရီမှာအလ္လာဟ်အဇ္ဇဝဂျလ်ကပြောထားတယ်ဖဆလီလီရဘ်ဘီကဝန်ဟာဆိုလိုတာကခမရနမတ်ဖတ်ပါပြီးလို့ရှိရင်ဟလာဥဒဟီယာလုပ်ပါကုရ်ဘာနီလုပ်ပါကုရ်ဘာနီလုပ်တာကမလုံမနေရဝါဂျစ်ဆိုပြီးတော့ကျွန်တော်တို့ရဲ့အီမာမ်ကြီးကမိန့်ကြားတော်မူခဲ့တယ်နောက်တစ်ခါကုလ်အင်နဆလာတီဝနုဆုကီဝမဟယာယာဝမမာတီလ illah ရဘ်ဘီလ်အာလမင်ကျွန်တော်ရဲ့ဟလာနမတ်ဖတ်တာတွေကျွန်တော်ကဟလာနုဆုကလုပ်တယ်နုဆုကဆိုတာဒီနေရာမှာရှိသမျှအားလုံးဒုက္ခခံပြီးတော့လုပ်တာကနုဆုကလို့ခေါ်တယ်ဒါပေမဲ့ဒီနေရာမှာတချို့ပညာရှင်ကြီးတွေပြောတယ်ဆိုဒီနုဆုကဆိုတာကهلا سعيد بن جبير رضي الله تعالى رحمة الله عليه واسيا قبع بيولي سورة دي نياما هلا دي أدهية لو كوري قرباني لو تاقولي باوري سورة قوتوغا بنچا كري نوتكا قرآن الكريم الله عز وجل قبع بيولي ولكل أمة جعلنا منسكا هلا منسكا سورة قاليတကယ်တော့ဘာကိုပြောတာလဲဆိုတော့မျိုးတိုင်းရှိတဲ့မြလူတိုင်းမျိုးအုပ်စုတိုင်းလူမျိုးတိုင်းကိုဘာလုပ်ထားလဲဆိုတော့ကျွန်တော်အလ္လာဟ်အဇ္ဇဝဂျလ်အနေနဲ့ဘာလုပ်ထားလဲကုရ်ဘာနီတို့တဘောမျိုး sacrificial right လုပ်ထားတယ်ဆိုပြီးတော့ပြောတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့အားလုံးကဟလာဒီအားကိုပြောင်းချောမလုပ်ဖ ೇನೆ တိကြဟလာကုရ်ဘာနီလုပ်ကြပါဆိုပြီးကျွန်တော်အနေနဲ့တိုက်တွန်းပါတယ်ကျွန်တော်ရဲ့အာဘော်မဟုတ်ပါဘူးကျွန်တော်တို့ရဲ့ပညာရှင်ကြီးတွေအများစုရဲ့အာဘော်ဒီဥစ္စာကဘာလဲကျွန်တော်တို့အီမာမ်အဘူဟာနီဖာရဲ့မိန့်ချချက်အရာတခြားအီမာမ်ကြီးတွေအများကြီးကဒီအာကိုမဆန့်ကျင်ခဲ့ဘူးသူတို့ကပြောတယ်ဟုတ်တယ်အီမာမ်ကြီးကမှန်ပါတယ်ဘာလဲဒီဥစ္စာကဝါဂျစ်ပါအစ်နမတ်ဖတ်တာလဲဝါဂျစ်ပဲအစ်နမတ်ပြီးလို့ရှိရင်ကုရ်ဘာနီလုပ်တာကလည်းဝါဂျစ်ပဲတတ်နိုင်တဲ့လူမတတ်နိုင်တဲ့လူလုပ်ဖို့မလိုဘူးပထမဦးဆုံးဘာကြည့်ရမလဲဆိုကျွန်တော်ကုရ်ဘာနီလုပ်တော့မယ်အင်ရှာအလ္လာဟ်ကျွန်တော်နီယတ်လုပ်လိုက်ပြီဆိုရင်ကျွန်တော်လအစတဲ့ကလက်ထဲတွေခြေထဲတွေဘာတွေစပင်းတွေဘာတွေမရိတ်တော့ဘူးနှာခေါင်းမွေးတွေမုတ်စိတ်မွေးတွေဘာတွေမရိတ်တော့ဘူးအဲ့ဒါကဒါဆွနတ်တော်ပါတယ်ကျွန်တော်မပြော့တော့ဘူးဟုတ်လားအဲ့တော့အခုကျွန်တော်နီယတ်လုပ်ထားပြီးပြီကျွန်တော်စိတ်တကောင်ဒါမှမဟုတ်ရင်နွားတကောင်ဒါမှမဟုတ်ရင်ဘာပဲဖြစ်လုပ်မယ်ဆိုပြီးတော့ snow လုပ်ထားတယ်ဘာကိုလုပ်ရမလဲနံပါတ်1ကုရ်အာန်အလ်ကရီမ်မှာဘာပြောလဲဝလီကုလ်အွမ်မတင်ဂျအလ်နာမန်ဆကာလီယစကူရ်စမအလ္လာဟ်အလာမာရဇကဟွမ်မင်ဘဟီမတင်بهيمة والأنعام بهيمة أنعام بيامه بهيمة أنعام سورة بالي سولوشي هلا نوا شوي كلا أو سي تاموي تو سي تو دابه لولو ياري جاناغو جانوغا قرباني لو باري سو نيت لو بيرو جاكو قرباني لولو ما يابوဒီမျိုးဒီခုတော့ကျွန်တော်ပြောတဲ့အကောင့်တကောင်ဖြည့်ရမယ်ဟုတ်နံပါတ်1နံပါတ်2ကဘာလဲဆိုလို့ရှိရင်အဲ့ဒီအကောင့်ကအတက်ပြည့်ရမယ်ဥပမာဆိုပါစို့အတက်မပြည့်တဲ့ငယ်လေးကိုမတိုက်ရကုရ်ဘာနီလို့မပိုင်ဘူးဟုတ်တယ်နော်
အတက်ကဘလို့တက်မှတ်ထားလဲဆိုတော့ဆူလဆလဆဘာပြောလဲဆိုတော့အသက်အရွယ်ရောက်တဲ့အချိန်ကြမှာသူတို့ကိုကုရ်ဘာနီလုပ်ရမယ်ဆိုတော့အသက်အရွယ်ရောက်တဲ့ခါကဘာကိုပြောတာလဲဆိုတော့ကျွန်တော်တို့ပညာရှင်ကြီးတွေပြောတယ်အကယ်လို့အတင်ကဒါကလအုပ်ကိုကုရ်ဘာနီလုပ်မယ်ဗမာမှာတော့မလုပ်ကြဘူးတခြားနေမလုပ်ကြတယ်ကုရ်ဘာနီလုပ်မယ်ဆိုလို့ရှိရင်ကလအုပ်က9နှစ်ရှိရမယ်ဟလာအကယ်တော့နွားကိုလုပ်မယ်ဆိုလို့ရှိရင်နွားကအနည်းဆုံး2နှစ်ပြည့်ရမယ်ဟဲ့လားတခါတိုးကိုလုပ်မယ်ဆိုရင်စိတ်တိုးကိုလုပ်မယ်ဆိုရင်1နှစ်ပြည့်ရမယ်ဟုတ်တယ်နော်တချို့ဟာဒီစ်မှာပါတယ်တချို့ပညာရှင်စိတ်လုပ်မယ်ဆိုလို့ရှိရင်6လအနည်းဆုံးဖြစ်လဲလုပ်လို့ရတယ်ဆိုပြီးတော့ပြောတယ်ဆိုတော့ဒါကပါနံပါတ်1ကဒီပြတ်တတ်မှတ်ထားတဲ့အကောင်တွေကိုပဲလုပ်လို့ရမယ်နံပါတ်2ကသူတို့ရဲ့အရွယ်ရောက်တော့မှလုပ်လို့ရမယ်နံပါတ်3ကဒီတရိတ်ဆန်တွေပေါ်မှာဘယ်တော့မှချို့ယွင်းမှုလုံးဝမရှိရဘူးမျက်စိမှာလည်းချို့ယွင်းမရှိရဘူးခန္ဓာကိုယ်မှာလည်းချို့ယွင်းမရှိရဘူးနားမှာလည်းချို့ယွင်းမရှိရဘူးနှာခေါင်းမှာလည်းချို့ယွင်းမရှိရဘူးဂျိုမှာလည်းချို့ယွင်းမရှိရဘူးဟာလားလုံးဝချို့ယွင်းမှုမရှိတဲ့အကောင်မမြင်ရဘူးအမဂျိုကျိုးနေတယ်နားတစ်ဖက်ပြတ်နေတယ်နှာခေါင်းနဲ့စောင်းနေတယ်မျက်စိလဲ့နေတယ်မျက်စိအလံနေတယ်မျက်စိတစ်ဖက်မမြင်ဘူးဟာလားလက်ကဒီလိုဖြစ်နေတယ်ခြေထောက်ကလိမ်ပြီးသွားနေတယ်ဒါတွေအားလုံးကိုလုံးလို့မရဘူးတခါနေမကောင်းဖြစ်နေတယ်အကောင်ကိုလည်းလုံးလို့မရဘူးယောဂရှိနေတဲ့အကောင်ကိုလည်းလုံးလို့မရဘူးစိတ်တက်ကြပြီးတော့ဘာမှအစားတောက်မတောက်ဘဲနဲ့နေနေတဲ့အကောင်ကိုလည်းလုံးလို့မရဘူးလုံးလို့ရှိရင်ကုရ်ဘာနီမဖြစ်ဘူးဟာဒီကောင်တော့ပြားတေတော့မှပဲလုံးလိုက်ကြတာဩမရဘူးအဲ့လိုမရဘူးဟုတ်တယ်နော်ဆိုတော့ကျွန်တော်တို့လောက်တဲ့အခါကျရင်အမတန်ချမ်းသာတဲ့ကျမ်းမာရေးနဲ့ပြည့်စုံတဲ့ဟာလားအပြင်ပိုင်းအင်္ဂါမှာချို့ယွင်းမှုလုံးဝမရှိတဲ့အကောင်ကိုကျွန်တော်တို့ရွေးရမယ်ဒါကနံပါတ်3ဟုတ်တယ်နော်ဆိုပါစို့မျက်စိတော့ရှိပါတယ်မျက်စိကမှုန်နေတယ်မမြင်ဘူးဆိုလို့ရှိရင်လည်းမလုပ်ရဘူးတခါဟလာကလေးမွေးမဲ့အကောင်နေကလေးမွေးကစားအကောင်နေတော့မလုပ်ရဘူးဆိုပါစို့တရိတ်ဆန်ကတနေရာနေပြုတ်ကျပြီးတော့ဟလာအနာဖြစ်သွားပြီနေမကောင်းဖြစ်သွားပြီမလုပ်ရဘူးဟလာယောဂရှိနေတယ်မလုပ်ရဘူးလမ်းကောင်းကောင်းမလျှောက်နိုင်ဘူးထုတ်နဲ့ထွန်းနဲ့ဖြစ်နေမလုပ်ရဘူးဟုတ်တယ်နော်ဒါကနံပါတ်3နံပါတ်4ရပါလဲဆိုတော့မလောက်ခင်မှာဒီတရိတ်ဆန်ကိုခမည်းကပိုင်ရမယ်ပိုင်ဆိုင်ပြီးတော့မှလောက်ပိုင်ငွေရှိတယ်ဆိုလိုတာကကျွန်တော်ဝယ်လိုက်မယ်ကျွန်တော်လက်ထက်မှာရောက်လာပြီးတော့မှကျွန်တော်အနေနဲ့ကုရ်ဘာနီလုပ်လို့ရတယ်ဟာကျွန်တော်ပြောမယ်ဟာခမည်းကျွန်တော်ပေးပါတယ်ပတ်စံပေးလိုက်တယ်ကျွန်တော်ဝယ်လိုက်ပါပြီခမည်းရဲ့တော့ကိုကျွန်တော်ကိုစားလုပ်ပေးပါဆိုလည်းရတယ်ဒါပေမဲ့payment ကပတ်စံကဝယ်တာကအရင်ဖြစ်ရမယ်ခင်ဗျာပိုင်ရှင်ဖြစ်ပြီးတော့မှတခြားလူတွေကိုလုတ်ခိုင်းလို့ရတယ်ဥပမာဆိုပါစို့ဟာခင်ဗျာကျွန်တော်လုတ်ပေးလိုက်ပါဗျာကျွန်တော်ပြီးတော့ပတ်စံပေးလိုက်ပါမယ်ဆိုမရဘူးဒီမှာပတ်စံပေးမယ်ဆိုရင်မရဘူးဒါကကျွန်တော်တို့ပညာရှင်ကြီးတွေပြောတဲ့အာဘော်ကိုကျွန်တော်စုပြီးတော့ပြောနေတာပါနံပါတ်4နံပါတ်5ကပါလဲဆိုတော့အကျွေးယူပြီးလုပ်လို့မရဘူးကျွန်တော်ကဗျာခင်ဗျားကိုကျွန်တော်ကိုဒီအကောင့်လေးငှားပြပါကျွန်တော်မှအခုလက်ရှိတော့ပတ်စံမရှိဘူးဒါပေမဲ့ကျွန်တော်အကျွေးအနေနဲ့ဟလာစာချုပ်ချုပ်လိုက်မယ်ကျွန်တော်နည်းပေးမယ်မရဘူးခင်ဗျာမရဘူးမတတ်နိုင်ဒါမတတ်နိုင်တဲ့လူဆိုလုပ်เสียမလုပ်ဘူးတတ်နိုင်တဲ့လူကလုပ်ဖို့ပြောနေတာနံပါတ်5နံပါတ်6ဟုတ်တယ်မလားတတ်မှတ်ထားတဲ့အချိန်မှာလုပ်ရမယ်ကိုကဥပမာဆိုပါစို့ဟာလာဒုလ်ဟစ်ဂျာလာ10ရက်နေ့အင်းနေနမတ်ဖတ်ပြီးတဲ့နောက်မှလုပ်လို့ရတယ်နမတ်ဖတ်ပြီးတော့မှလုပ်ရမယ်နမတ်မပြီးတဲ့ဘူးဆိုရင်လုပ်တယ်ဆိုလို့ရှိရင်ဒီဥစ္စာကကုရ်ဘာနီမဖြစ်တော့ဘူးတခါဒုလ်ဟစ်ဂျာလာ
là sẽ lia sẽ này sẽ tia sẽ nia sẽ tông ye asar ở trên thì lâu lâu yare ở đây này cho đó vì sao lâu lâu mà yaro mà phải mà Qurbani mà phiết rồi ở đây ai là ít namaz ai là mà lâu yado lâu bé sẽ tông ye này asar Maghrib mà tăng cái mà degree cho đó lâu lâu mà yaro đó tu cái tâm mà thà để trên gì đấy để anh mà lâu yame ok nó ta số Rasulullah sallallahu alaihi wasallam balu dile Rasulullah sallallahu alaihi wasallam ga bedoma Medina ရောက်ခတဲ့က Medina မြို့တော်ကြီးကိုရောက်လာတဲ့ကတခါမှပြတ်တယ်ဆိုတာမရှိဘူးတခါမှမလုပ်ဘူးဆိုတာမရှိဘူးနှစ်တိုင်းဟလာအမတန်လှတဲ့အမဲနဲ့အဖြူနဲ့အမဲစင်းနဲ့ဟလာတိုးကိုဟလာစိတ်တိုးကိုလှုပ်လေရှိတယ်နှကောင်လှုပ်လေရှိတယ်ပြောတယ်ငါအတွက်ငါမိသားစုအတွက်ရဲ့ငါရဲ့အွမ်မတ်တို့အတွက်ဆိုလိုတာကငါရဲ့အွမ်မတ်ထဲမှာမတတ်နိုင်တဲ့လူတွေကိုစားကိုငါလှုပ်ပေးတယ်တပတ်ပေါ့တယ်နော်ငါရဲ့အွမ်မတ်ထဲမှာမတတ်ကျွန်တော်တို့ကဒီနေ့ပြောတယ်ဟာကျွန်တော်တော့ဗျာမတတ်နိုင်ဘူးကျွန်တော်မှာတော့ဆုံးရှုံးမှုဖြစ်နေမရှုံးဘူးရဆူလ ဆလ္လာလဟ် ဆလ္လာခင်ဗျာကိုစားလှုပ်ထားပြီးပြီဆိုတော့ဒါကကျွန်တော်တို့ရဆူလ ဆလ္လာလဟ် ဆလမ်ကရဟမတ်လလ်အာလမင်ဖြစ်တယ်ဆိုတာကိုလည်းတက်တည်ပြတာပဲရဆူလ ဆလ္လာလဟ် ဆလမ်အမြဲတမ်းမပြတ်မနေလှုပ်လေရှိတယ်အဲ့ဒီအပြင်ကိုဟာလာဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်တိုင်းပြည်မှာနှစ်တစ်နှစ်မှာဘာဖြစ်လဲဆိုမိုးခေါင်တယ်စားဖို့တောက်ဖို့လူတွေမရှိတော့ဘူးဟာလာဘာမပြောဘူးဟာမင်းတို့ဒီနှစ်တော့ကွာကူရ်ဘာနီမလုပ်ပါနဲ့ကွာဟာလာဒီကူရ်ဘာနီလုပ်မဲ့အကောင့်တွေကိုဟာလာရောင်းပြီးတော့ပတ်စံရှာပြီးတော့လူတွေကိုကူညီပါဆိုမပြောဘူးသူအားလုံးကိုပြောတယ်တတ်နိုင်တဲ့လူတွေအားလုံးလုပ်ရမယ်သူကိုယ်တိုင်နဲ့လုပ်တယ်လုပ်ပြီးတော့ဘာပြောလဲဆိုတော့ဟုတ်တယ်ဗျာတဲ့ခင်ဗျားတို့ဟာလာမင်းတို့ကူရ်ဘာနီလုပ်ပြီးတော့ဒီအခုဒီနှစ်မှာဟာလာ3ရက်နဲ့ပို့ပြီးတော့မင်းတို့အိမ်မှာမထားရဘူးဒီလုပ်ထားတဲ့အသားတွေကို3ရက်အတွင်းမှာဝေပလိုက်ရမယ်ဘာဖြစ်လို့လဲဆိုတော့လူတွေမှာစားဖို့မရှိတဲ့အတွက်ကြောင့်မလို့ဟာလာကိုကထားပိုင်ခွင့်မရှိတော့ဘူးဒါကြောင့်မလို့အဲ့ဒါကအထူးအခြေအနေမှာအဲ့ဒါမိုးခေါင်တဲ့နှစ်လူတွေမှာစားဖို့မရှိတဲ့နှစ်မှာဆလဝတ်တူလာဟီဝဆလာမူကအမိန့်ပေးတယ်မင်းတို့အိမ်မှာကူရ်ဘာနီလုပ်ပြီးတော့ကူရ်ဘာနီအသားက3ရက်နဲ့ကြော်ပြီးမကြံရဘူး3ရက်ထဲမှာမင်းတို့စားအဲ့ဒါကြံသွားတာဆိုရင်မင်းတို့မကြံရဘူးပေးလိုက်ရမယ်အားလုံးပေးလိုက်ဆိုလိုတာကလူတွေကိုပေးဖို့အတွက်ကိုအားပေးတာပါဒါအမိန့်ပေးတာပါဟုတ်တယ်နော်ဒါဆိုရင်ကျွန်တော်တို့အကယ်လို့ကျွန်တော်ကလုပ်မယ်ဗျာကျွန်တော်ကနွားတကောင်ကျွန်တော်ကိုယ်တိုင်လုပ်မယ်မရဘူးလားရတယ်ကျွန်တော်မှာတော့နွားတကောင်မတတ်နိုင်ဘူးကျွန်တော်ညီရဲ့ကျွန်တော်အကိုရဲ့ကျွန်တော်ဦးလေးရဲ့ဟာလားကျွန်တော်တငယ်ချင်းရဲ့9ယောက်တယောက်9ယောက်ပတ်စံစုပြီးတော့နွားတကောင်ကိုလုပ်ရင်မရဘူးလားရတယ်အဲ့ဒါဆိုရင်ခမရရဲ့ကျွန်တော်ရဲ့ကူရ်ဘာနီလည်းဖြစ်သွားတယ်ကျွန်တော်ညီကိုရဲ့ကူရ်ဘာနီလည်းဖြစ်သွားတယ်ကျွန်တော်ဦးလေးတဲ့ခမရဖြစ်သွားတယ်ကျွန်တော်တငယ်ချင်းတဲ့9ယောက်9စုခွဲပြီးတော့လုပ်လို့ရတယ်သွားဆိုရင်နွားတို့ကလအုပ်တို့ဟလာတိုးတို့ဘာလို့ကိုတိုးမဟုတ်ပါဘူးနွားတို့ကလအုပ်တို့ကျွဲတို့ဘာလို့ဆိုရင်9ယောက်စုပြီးတော့ကူရ်ဘာနီပေးလို့ရတယ်ဒါပေမဲ့နွားစိတ်တို့တိုးတို့ဟလာအဲ့ဒါဆိုလို့ရှိရင်တကယ်တော့တယောက်ပေါင်းပြီးလုပ်လို့မရဘူးတယောက်ပြီးတက်လို့ရမယ်ဟုတ်တယ်နော်ဆိုလိုတာကဟလာမိသားစုအတွက်ကိုကျွန်တော်မိသားစုအတွက်ကလုပ်ပါတယ်ဆိုပြီးတော့တကောင်လို့ဆလဝတ်တူလာဟီဝဆလာမရဲ့ဆွန်နတ်ကိုလိုက်နာခြင်းနဲ့ဆိုရင်ဟာကျွန်တော်တကောင်ကတော့ကျွန်တော်နဲ့ကျွန်တော်မိသားစုအတွက်လုပ်တာပါနောက်တကောင်ကတော့ဟလာကျွန်တော်တို့မြို့မှာကျွန်တော်တို့ရွာမှာကျွန်တော်တို့မိသားစုထဲမှာကျွန်တော်တို့အမျိုးတွေထဲမှာမတတ်နိုင်တဲ့လူတွေကိုစားကိုကျွန်တော်လုပ်ပေးတာဖြစ်ပါတယ်ဆိုပြီးတော့လေလုပ်လို့ရတယ်ဆိုတာကိုကျွန်တော်တို့ပညာရှင်ကြီးတွေကပြောကြားခဲ့ပါတယ်
ဟုတ်တယ်နော်နောက်တစ်ခါဘာပြောဖို့ချန်လဲဆိုလို့ရှိရင်ဟဲ့လားကျွန်တော်တို့အနေနဲ့ကျွန်တော်တို့စားရမယ်ဆလဝတ်တူလာဟီဝဆလာမူဟူဟလာအင်နမတ်တော့ဖတ်တဲ့အီဒ်အလ်အဒဟာမှာအစ်နမတ်ကိုဆိုပါစို့နေထွက်လာပြီးနေကမြားတကောင်စာပဲရှိတယ်မြားတစင်းစာပဲရှိတယ်ဆိုလိုတာက15မိနစ်12မိနစ်ကြော်သွားပြီဆိုတာ ਨੇ နမတ်ဖတ်လိုက်တယ်အစ်နမတ်ဖတ်လိုက်တယ်ပြီးတာနဲ့သူကိုယ်တိုင်တခါတည်းစိတ်နှကောင်ကိုတတ်တယ်တတ်ပြီးတော့အဲ့ဒီစိတ်ကနေပြီးတော့ထွက်လာတဲ့အသေးတို့ဟလာနှလုံးတို့ဘာတို့ကိုဘာလောက်ခိုင်းလဲกินခိုင်းတယ်กินပြီးတော့အဲ့ဒါနဲ့ဝါဖြည့်တယ်ဆိုတော့မနဲ့ဖဂျာမတိုင်ခင်တဲ့ကဘာမှမစားဘူးဘာမှမတောက်ဘူးဟုတ်တယ်နော်ဘယ်မှာစပြီးတော့စားလဲဘယ်မှာစပြီးတောက်လဲဆိုရင်ကူရဘာနီအသားရတဲ့အချိန်မှအဲ့ဒီကူရဘာနီအသားကိုယူပြီးတော့ဟလာလွယ်ကူကူရတဲ့ဟာကိုกินပြီးတော့အဲ့ဒါနဲ့အမြဲတမ်းဝါဖြည့်လေးရှိတယ်ဆိုတာကိုကျွန်တော်သိရတယ်ဆိုတော့ဥပုသ်ဆောင်တာတဘောမျိုးပဲဟလာဥပုသ်ကခဏပဲဖဂျာမှာစလိုက်တယ်ဖဂျာမတိုင်ခင်မှာစလိုက်တယ်ဥပုသ်ဆောင်လိုက်တယ်ဟလာကိုယ့်ရဲ့အသားကောင်ကိုဟလာလုပ်ပြီးတော့ဟလာကူရဘာနီပေးပြီးတဲ့နောက်မှာရတဲ့အသားကိုယူပြီးတော့မှပထမဆုံးစားတော်မူခဲ့တယ်ဒါကရဆူလဆလ္လာဆလမ်ရဲ့ဆွနတ်တော်ကျွန်တော်ကတော့ဗျာဟလာရူဇာထားပါတယ်ဟလာဒါရူဇာထားရမယ်ဒါတော့ကျွန်တော်ပြောမယ်ဘာလုပ်ရမလဲဆိုတော့ပြောပြမယ်ရူဇာထားပါတယ်ဒါပေမဲ့ကျွန်တော်သူများကိုဟလာစိတ်ကိုလှုပ်ခိုင်းထားတယ်သူကနွားကိုလှုပ်ခိုင်းတာတခြားနေရာမှာလှုပ်ခိုင်းတယ်စင်းရဲလူတွေရှိနေကျွန်တော်လှုပ်ခိုင်းထားတယ်ဟလာသူတို့လှုပ်ခီတော့သူတို့ရှိနေအသားရမှာကချက်ချင်းမရနိုင်ဘူးဟလာညနေကျမှရမယ်ဆိုရင်ကျွန်တော်ညနေအထိကိုဟလာမစားဘဲနေဘူးမလို့ဘူးကျွန်တော်စားလိုက်ရမယ်ရှိတာနဲ့စားလိုက်ရမယ်ဟုတ်တယ်နော်တကယ်တော့ဒါကကိုယ်တိုင်လှုပ်နေလို့ကိုယ်နဲ့ကတ်နေလို့ဟလာကိုရှိနေလို့ဟလာဆိုလို့ရှိရင်အကောင်းဆုံးကမြန်လေးလွယ်ကူရတဲ့ဥစ္စာကိုယူပြီးတော့အဲ့ဒါနဲ့ဟလာချက်ပြုတ်ပြီးတော့စားလိုက်လို့ရတယ်ဆိုတာကိုဒါကဆွန်နမအကဒါလို့ခေါ်တယ် because Quran နဲ့ပြောလဲဆိုတော့ fakulu minha wa at'imu ba'isal fuqara မင်းတို့လည်းစားကြအဲ့ဒီအပြင်ကိုဟလာဆင်းရဲတဲ့လူတွေဒုက္ခရောက်နေတဲ့လူတွေကိုပေးကမ်းပါဆင်းရဲတဲ့လူတွေပေးကမ်းတဲ့လူတွေတော်တော်များလူတွေကကဘာမှာအများကြီးလူတွေရှိတယ်အသားမမြင်ဘူးအသားမစားရဘူးအသားစားဖို့မတတ်နိုင်ဘူးသူတို့အတွက်ကိုကျွန်တော်တို့အနေနဲ့ပေးရမယ်ဟလာကျွန်တော်တို့အနေနဲ့ကူရဘာနီသူတို့နေရာမှာလှုပ်ပြီးပူတော်ကောင်းတယ်သူတို့ကိုစားပါစေဟလာသူတို့ဒီအသားကိုစားဖို့ဆိုတာသူတို့အတွက်ကမဖြစ်နိုင်ဘူးအဲ့ဒီလိုတော့အဲ့အနေနဲ့မှာပဲသူတို့စားနိုင်တယ်ဒါကြောင့်ဘလို့ကျွန်တော်ပညာရှင်ကြီးတယ်ဗျပြောလို့ဆိုဟာဗျာတဲ့ခမည်းအနေနဲ့ဗျာတဲ့သုံးပိုင်းလောက်ဖို့ကောင်းတယ်တပိုင်းကိုတော့ခမည်းနဲ့ခမည်းမိသားစုစားလိုက်ဟလာနောက်တစ်ပိုင်းကိုတော့ဟလာစိတ်ရတဲ့လူတွေဝေလိုက်နောက်တစ်ပိုင်းတွေကတော့အင်ဂျင်နီယာချင်းတွေဟလာဒါမှမဟုတ်လို့ရှိရင်ဆွေမျိုးသားချင်းတွေကိုဝေလိုက်ပါဆိုပြီးတော့ပြောတဲ့လူလည်းရှိတယ်ဒါကစနတ်တော်မှာမဟုတ်ဘူးဒါပြောကြတယ်သူတော်သူစင်ကြီးတွေပြောတာလည်းရှိတယ်အဲ့ဒါလိုပဲအဲ့လိုအများကြီးရှိတယ်ဖိုင်ဇာဝဂျဘတ်ဂျူနူဘူဟာဖကူလူမင်ဟာဝအတီအီမူနီအဝလ်မာတရဆိုလိုတာကဘာပြောနေတာဆိုဟုတ်တယ်မင်းတို့လည်းစားကြပါတဲ့မင်းတို့လည်းကူဘာနီလုပ်တဲ့အသားကိုမင်းတို့လည်းစားကြပါပြီးလို့ရှိရင်လူတွေကိုလည်းဝေမြပါမင်းတို့တခါတည်းမစားဘဲနဲ့မင်းတို့ကြီးပဲစားပြီးတော့မထားနဲ့တချို့လူတွေဆိုထားပြီးတော့ဟလာအချောက်လှုပ်ထားတယ်ဘာလို့တစ်နှစ်လုံးစားတယ်သူများမပေးဘူးမလုပ်ရဘူးပေးလိုက်ရမယ်အများစုကိုပေးလိုက်ရမယ်ဟလာအကယ်လို့ဒါဆင်းရဲတဲ့နေရာမှာလူတွေစားဖို့မရှိဘူးဆိုလို့ရှိရင်ခမည်းအနေနဲ့ဟာလာ3ရက်ပို့ပြီးတော့ဒီအစားတောက်ကိုဒီအသားကိုထားခွင့်မရှိဘူးသူတို့ကိုဦးစားပေးရမယ်ဒါပေမဲ့မဟုတ်ဘူးဆိုရင်တော့ထားခွင့်ရှိတယ်ဒါကအဲ့ဒီရက်မှာရဆူလဆလ္လာဆလမ်တိတိကျကျပြောခဲ့တယ်ဘာဖြစ်လို့လဲဆိုအဲ့ဒီရက်တုန်းကဟာလာအစားဖို့ထောက်ဖို့အခက်ခဲဖြစ်နေတဲ့အချိန်မို့လို့ဟုတ်ပြီနော်ကျွန်တော်တို့အနေနဲ့ရောက်လို့မရဘူးခင်ဗျဟိုအလုပ်ဟိုခေါ်တယ်
ဟလာကျွန်တော်အလုပ်သမားခေါ်တယ်ကျွန်တော်ကိုဒီစိတ်ကလေးဒီတိုးကလေးဒီနွားကလေးကျွန်တော်ကိုကုရ်ဘာနီလုပ်ပေးပါအဲ့ဒီကိုစားကိုကျွန်တော်ခမည်းကိုတရေလေးပေးလိုက်မယ်ခမည်းကိုဒါလေးပေးလိုက်မယ်အပေါင်တစ်ပေါင်ပေးလိုက်မယ်ခြေတော့တစ်ခုပေးလိုက်မယ်မရဘူးအဲ့လိုမရဘူးဟဲ့လားရောင်းလို့လည်းမရဘူးအဲ့ဒီလိုမျိုး contract လုပ်လို့လည်းမရဘူးဟဲ့လားအလုပ်သမားကိုအလုပ်သမားကတတ်ပေးရမယ်အဲ့ဒီအပြင်ကိုပေးခြင်းလည်းပေးလိုက်ကိစ္စမရှိဘူးဟဲ့လားတရေပေးခြင်းလည်းပေးလိုက်လက်ခြေတော့ပေးခြင်းလည်းပေးလိုက်ဒါကိစ္စအပြင်ပတ်စံကသူ့ရဲ့လုပ်အားကကိုအရင်ပေးလိုက်ရမယ်လုပ်အားကဆိုပြီးတော့အသားကိုပေးလို့မရဘူးအသားပေးလို့မရဘူးဆိုတာကိုကျွန်တော်တို့ပညာရှင်ကြီးတွေကထောက်ပြတယ်ဟုတ်တယ်နော်ပထမဦးဆုံးကျွန်တော်တို့နီယတ်ကောင်းရမယ်ကျွန်တော်တို့နီယတ်ကအလ္လာဟ်အဇ္ဇဝဂျလ်ကိုပျော်ရွှင်မှုအလ္လာဟ်အဇ္ဇဝဂျလ်ရဲ့အမိန့်တော်ကိုကျွန်တော်တို့လိုက်နာတာဟာလားအစ္စရာဟီမ်အလိုင်ဆလာတုဝဆလာမ်ရဲ့ဆွန်နတ်တော်ကိုလိုက်နာတာရဆူလလာဆလ္လာလဟ်ဆလမ်ရဲ့ဆွန်နတ်တော်ကိုလိုက်နာတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့လောက်ရကိုအလ္လာဟ်အဇ္ဇဝဂျလ်အလေးနဲ့ပြည့်စုံမှုလုပ်တော်မူပါကျွန်တော်တို့ဖြူဆွေးစစ်စစ်နဲ့လုပ်ပါတယ်ကြွားတာပြူတာလည်းမဟုတ်ဘူးဟာလားကျွန်တော်တတ်နိုင်တယ်ကျွန်တော်လုပ်တယ်လုပ်ပြီးတော့ကျွန်တော်ကိုလည်းစားတယ်သူများကိုလည်းဝေလိုက်တယ်ကျွန်တော်ဒီနှစ်တော့ဗျာဒီကိုစားကိုဒီပတ်စံကိုတုံးမဲ့အစားဒီပတ်စံကိုဒီမှာလူတယောက်ရှိတယ်သူ့မှာအခက်အခဲဖြစ်သူ့ကိုပေးလိုက်မရဘူးလားမရဘူးဘာဖြစ်လို့လဲဆိုတော့ရဆူလလာဆလ္လာဆလမ်ကိုယ်တိုင်ကမိန့်ပေးခဲ့တဲ့ဟာကိုစန့်ကျင်လို့မရဘူးဟုတ်တယ်နော်နောက်တစ်ခုကဒီကာဘာနီလောက်တာကိုယ်တိုင်လောက်ရမယ်မလောက်နိုင်ဘူးဆိုလို့ရှိရင်ခေါ်ပြီးတော့အလုပ်သမားကိုလောက်ခိုင်းလို့ရှိရင်ဟလာဖြစ်စေချင်တာကကျွန်တော်တို့ပညာရှင်ကြီးတွေအဲ့ဒီအလုပ်သမားကမွတ်စလင်ဖြစ်ရမယ်မွတ်စလင်မဟုတ်ဘူးဆိုရင်တော့မှဟလာမဒီနာမှာအဲ့တုန်းကအဟလီလ်ကီတပ်ဆိုတာရှိတယ်ယဟူဒီတွေနဆရာနီတွေရှိတယ်သူတို့လုပ်ရင်တော့ရတယ်ဒါပေမဲ့မွတ်စလင်ဖြစ်တာကပို့ပြီးတော့ကောင်းတယ်ဆိုပြီးတော့ကျွန်တော်တို့ပညာရှင်ကြီးတွေကပြောတယ်ဟုတ်ပြီနော်ဆိုတော့ကျွန်တော်မှနီယတ်မရှိဘူးတွားပြီးတော့လုပ်တယ်ဆိုနီယတ်ကအရေးကြီးတယ်နီယတ်ကပါဇက်နဲ့ပြောစရာမလိုဘူးစိတ်ထဲမှာပဲကျွန်တော်ပြောတယ်ကျွန်တော်တို့ကဒီကိုဟာလာကျွန်တော်လုပ်ပါတယ်ဆိုတော့နီယတ်ရှိရမယ်နောက်တစ်ခါပါလဲဆိုတော့ကျွန်တော်တို့ဒီကူရ်ဘာနီကိုအလ္လာဟ်အဇ္ဇဝဂျလ်အတွက်တာရင်အလ္လာဟ်အဇ္ဇဝဂျလ်ရဲ့အမိန့်တော်အရအလ္လာဟ်အဇ္ဇဝဂျလ်ကိုဟာလာချီနူးမြင့်တက်အောင်ကျွန်တော်တို့လုပ်တာဖြစ်ပါတယ်ဆိုတဲ့နီယတ်နဲ့ကျွန်တော်လုပ်ရမယ်ကျွန်တော်လောက်ခံနေကြရင်ဘာလုပ်ရမလဲအလ္လာဟ်အဇ္ဇဝဂျလ်နာမည်ကိုယူပြီးတော့ဘစ်မင်လာအလ္လာဟူအက္ဘာဆိုပြီးတော့ကျွန်တော်တို့လုပ်ရမယ်ဘာဖြစ်လို့လဲဆိုတော့ဖကူလူမင်မာذكر اسم الله عليه إن كنتم بآيات موقنون စားကနေကြိုက်လွယ်အလ္လာဟ်နာမည်ယူပြီးစားတယ်လို့ပဲကုရ်ဘာနီလောက်ခါနေကြိုင်တယ်အလ္လာဟ်အဇ္ဇဝဂျလ်နာမည်ကိုယူပြီးတော့ကုရ်ဘာနီလုပ်ရမယ်နောက်တစ်ခုကကျွန်တော်တို့ဓာတ်ယူတယ်မလားဓာတ်ကိုတေးသေးချာချာတွေးထားရမယ်ဓာတ်အတုံးနဲ့မလုပ်ရဘူးဆလဝါတုလာဟီဝဆလာမူကတားမြစ်ထားတယ်နောက်တစ်ခါဟလာတယောက်ကိုတကောင်ကိုလုံနေတဲ့အချိန်မှာကြံတဲ့အကောင်တွေကမမြင်ရဘူးမမြင်စေရဘူးတကောင်ပြီးလို့ရှိမှနောက်တကောင်ကိုယူလာပြီးတော့လုပ်ရမယ်သူတို့အရှိမမလုပ်ရဘူးဆလဝါတုလာဟီဝဆလာမူကတားမြစ်ထားတယ်ဆိုပြီးတော့ကျွန်တော်တို့ပညာရှင်ကြီးတွေကပြောတယ်လှုပ်တဲ့ဓာတ်ကိုတေးသေးချာချာတွေးပြီးတော့တကယ်ပဲနားလေတဲ့နေရာလောက်ရမယ်နေရာကိုဖြတ်ရမယ်မဟုတ်တဲ့နေရာတွေချောက်မဖြတ်ရဘူးတခါလုံနေတဲ့အချိန်မှာတခြားတရိษံတွေကအခုလုံနေတာကိုအပေးမမြင်ရဘူးသူတို့ရှိနေတဲ့အချိန်မှာမလုံရဘူးသူတို့ဖယ်ထားရမယ်တကောင်ကိုလှုပ်ပြီးတော့မှနောက်တကောင်ကိုယူလာပြီးတော့အဲ့ဒီကောင်ကိုပြီးသွားတော့မှအဲ့ဒီတောင်ကိုဖယ်ပြီးနောက်တနေရာမှာဒီအကောင်တေးနေတာကိုလည်းမမြင်ရဘူးတတ်ဖြစ်နေရမယ်ဆိုပြီးတော့ကျွန်တော်တို့ပညာရှင်ကြီးတွေပြောအခုတော့မဟုတ်ဘူးဒီခါတဲ့အနာမှာတကောင်ပြီးချောဆိုလို့တော့မလုပ်ရဘူးမပိုင်ဘူးတာမလုပ်ရဘူးကျွန်တော်ပညာရှင်ကြီးတားမြစ်ထားတယ်နောက်တစ်ခါ
ဟာလားတချို့လူတွေကဟာလားတရားတော်အရာဟာလားကျွန်တော်တို့ကမွတ်စလင်တွေကဘာပြောလဲဆို law abiding citizen ဖြစ်ရမယ်ဟာလားတိုင်းပြည်မှာရှိတဲ့တိုင်းပြည်ရဲ့တိုင်းပြည်ရဲ့တတ်မှတ်ထားတဲ့ law ကိုလိုက်နာရမယ်အဲ့တော့ကျွန်တော်ကနွားလုံးမယ်ဆိုလို့ရှိရင်ကျွန်တော်ကရှောက်ရမယ်ကျွန်တော်ကိုနွားအတွက်ပါမစ်ပေးပါပါမစ်ရတော့မှကျွန်တော်လုပ်တင်တယ်ဟဲ့လားခိုးပြီးတော့မလုပ်ရဘူးခိုးပြီးတော့မလုပ်ရဘူးဆိုပြီးကျွန်တော်ပညာရှင်ကြီးကပြောတယ်ဟဲ့လားနွားလုံးမယ်ဆိုရင်နွားပါမစ်မရှိဘဲနဲ့လုပ်တယ်ဆိုလို့ရှိရင်မလုပ်တင်ဘူးဆိုပြီးတော့ကျွန်တော်ပညာရှင်ကြီးတွေကပြောတယ်ဟဲ့လားဘာဖြစ်လို့လဲဆိုတော့ဒီဥစ္စာကဒါကဝါအတူအလ္လာဟ်ဝါအတူရဆူလ်ဝါအူလီလ်အမ်လီမင်ကွမ်အဲ့ဒါကိုမှရှိနေတဲ့ခေါင်းဆောင်တွေရဲ့အဲ့ဒါတိုင်းပြည်ရဲ့လူကြီးတွေရဲ့စကားကိုလည်းလိုက်နာရမယ်ဆိုတာကဒါကမဆန့်ကျင်ဘူးအလ္လာဟ်ရဲ့ဒါသူတို့ပြောမလုပ်ရဘူးမင်းတို့ဘုတ်ခွင့်မရှိဘူးလုံးဝမလုပ်ရဘူးကုရ်ဘာနီလုံးဝမလုပ်ရဘူးဆိုရင်တော့ဒါတစ်မျိုးပေါ့လုပ်လို့ရတယ်ခမရအနေနဲ့ရှောက်ပါခမရနေပါစီဗျာကျွန်တော်ဘာလို့ရှောက်မလဲကိုယ့်ကိုချပလိုက်မယ်အဲ့လိုမလုပ်ရဘူးသူတို့ရှောက်လို့ရှိရင်ကိုယ်ပေးမယ်ပါမစ်အဲ့ဒီအကိုပါမစ်ကိုရှောက်ရမယ်ဟဲ့လားရှောက်လို့မပေးတာကတခုဒါတကားကိုပြောတာမဟုတ်ဘူးရှောက်ပြီးတော့ပေးနေတဲ့ဥစ္စာကိုခမရမရှောက်ပဲနဲ့ခိုးပြီးတော့လုပ်တာမလုပ်ရဘူးဟုတ်တယ်နော်တခါကျွန်တော်တို့ကုရ်ဘာနီလုပ်ပြီဆိုလို့ရှိရင်ဟဲ့လားဒီကုရ်ဘာနီလုပ်တဲ့အကောင်ကိုမျက်နာကိုကိဘလာဘက်ကိုလှည့်ပြီးလို့လုပ်ရမယ်မျက်နာကိုကိဘလာဘက်ကိုလက်ခိုင်းပြီးတော့မှအပေါ်ကနေခါတဲ့ဓာတ်နဲ့ခုတ်ရမယ်ဓာတ်နဲ့လီးရမယ်မြင်မြင်လေးလုပ်ရမယ်တခါတဲ့ကြာကြီးဓာတ်အရှိမပြိုင်မလို့ဓာတ်ကိုဖွက်ထားရမယ်တခါတဲ့မောက်လိုက်ချက်ချင်းလဲပြီးတော့ချက်ချင်းလှုပ်ချပလိုက်ပါတဲ့ကျွန်တော်တို့ပညာရှင်ကြီးတွေကပြောတယ်သူတတ်မှတ်ထားတဲ့နေရာမှာတိတိကျကျလောက်ပါမတိဘူးဆိုရင်တိတယ်လို့ဘယ်နေရာမှာဘာအကျော်ရှိလဲအဲ့ဒါကိုတိရမယ်မတိဘဲနဲ့ရှောက်ပြီးတော့ဟိုလီဒီလီမလုပ်ရဘူးကျွန်တော်တို့ပြောသလိုပဲကွေဘလာဘက်ကိုလဲမယ်ဓာတ်ကိုမပြဘူးအကောင်ကိုလဲပြီးတော့မှဓာတ်ယူလာပြီးတော့ချက်ချင်းဘစ္စမင်လာအလ္လာဟူအက်ဘာဆိုပြီးတော့လုပ်လိုက်ရမယ်ပြောရမယ်ဟာဒီဥစ္စာကတော့ဟလာဒီလူကိုစားကျွန်တော်လုပ်ပါတယ်ဆိုပြီးတော့ပြောတဲ့အချိန်မှာကုရ်ဘာနီလုပ်တဲ့အချိန်မှာပြောပြီးတော့ပြောဟာဘစ္စမင်လာအလ္လာဟူအက်ဘာဒီအကောင်ကကျွန်တော်ရဲ့အကိုပြောထားတဲ့အတိုင်းကျွန်တော်လုပ်တာပါဟာလားဘယ်သူနာမည်ပြောလို့ရတယ်ဒီပုဂ္ဂိုလ်ရဲ့ဒီပုဂ္ဂိုလ်ကိုစားကျွန်တော်လုပ်တာပါဆိုပြီးတော့သူ့အတွက်ကိုနာမည်ကိုပြောရမယ်နောက်တစ်ခါဒါမှကိုယ်လို့ဆိုရဒီဥစ္စာကရဆူလာစပြောကလို့ဒါကကျွန်တော်အတွက်ရဲ့ကျွန်တော်မိသားစုအတွက်ပါဆိုပြီးတော့လုပ်ပြီးတော့လုပ်လို့ရရမယ်နောက်တစ်ခါဒီတရိษံကိုကုရ်ဘာနီပြီးတဲ့နောက်မှာဟဲ့လားအဲ့ဒီအကောင့်တွေကိုတခြားအကောင့်တွေမမြင်ရဘူးတခြားလာမဲ့မလုပ်ရတဲ့အကောင့်တွေကိုပေးမမြင်ရဘူးဆိုတာကိုကျွန်တော်ပြောထားပြီးပြီကုရ်ဘာနီမလုပ်ခင်မှာလည်းတရိษံကိုဒုက္ခမပေးရဘူးဟဲ့လားနောက်ရှက်မလုပ်ရဘူးသူပြောရွှင်ထားရမယ်ဆိုတော့ဒါတွေကကျွန်တော်တို့ရဲ့ပညာရှင်ကြီးတွေရဲ့မိန့်ချကြောအရာကိုကျွန်တော်ပြောတာဖြစ်ပါတယ်ဟာဂါဝဆလီလာဟူမာလာဆယဒီနာဝနဘီယနာဝရှဖီယနာဝဟဘီဘနာမုဟမ္မဒ်ဆလ္လာလာဟူအလိုင်ဟီဝဆလမ်ဝလာအာလီဝမန်ဝလာ اللهم أرنا الحق حقا وارزقنا اتباعه وأرنا الباطل باطلا وارزقنا اجتنابه اللهم إنا نعوذ برضاك من سخطك وبمعافاتك من عقوبتك وبك منك لا نحصي ثناء عليك أنت كما أثنيت على نفسك
سبحان ربك رب العزة عما يصفون وسلام على المرسلين والحمد لله رب العالمين اللهم صل على سيدنا ونبينا محمد وعلى آله وصحبه وبارك وسلم عليه